ပညာရှင်များကသတ်မှတ်ထားတာကိုကိုယ်တိုင်တယူတရားပြုကကိုကိုယ်တိုင်ခုစုတဲ့ခါတခြားလူထက်တော့ပိုမြတ်နိုးတာချိန်တန်ရင်ပန်းကလေးပွင့်မှုကိုကိုယ်တိုင်ဘဝနဲ့ရင်ငါတည်တည်ချာချာပြုစုခဲ့ရတာအချိန်ချင်းမှာပန်းကလေးပွင့်မှာလိုချင်သူတယောက်ကရောက်လာအယောင်ဝယ်တဲ့ဘောနဲ့ကိုလေးမနေရပါပြေဝိုင်းပြီးပြောကြမလားလက်ညှိုးဝိုင်းထိုးကြမလားတွေကွက်တဲ့မမျောလဲမျောခံလိုက်မှာချိုးဖောက်နိုင်သူတယောက်မို့ဒီပန်းကလေးပွင့်တဲ့အခါဆိုင်ဘုတ်တင်မဲ့ရောင်းဖို့မဟုတ်ပါဗျာလူတွေဟာတိတ်တိတ်ခက်တဲ့ဝေဖန်နာတိတ်တိတ်ပြီးလွယ်ထင်ရမြင်ရဝိုင်းပြီးပြောကြတာကိုယ်တိုင်ကြုံဘူးမသိမှကိုကိုယ်တိုင်ကိုရဲ့ပြဿနာဘေးလူအတွက်တော့အမြင်မှလွယ်လေးပါပန်းကလေးပွင့်မှုကိုကိုယ်တိုင်ဘဝနဲ့ရင်ငါတည်တည်ချာချာပြုစုခဲ့ရတာအချိန်ချင်းမှာပန်းကလေးပွင့်မှာလိုချင်သူတယောက်ကရောက်လာအယောင်ဝယ်တဲ့ဘောနဲ့ကိုလေးမနေရပါပြေဝိုင်းပြီးပြောကြမလားလက်ညှိုးဝိုင်းထိုးကြမလားတွေကွက်တဲ့မမျောလဲမျောခံလိုက်မှာကိုယ်နှလုံးသားရပိုင်ခွင့်ကိုကိုမချိုးဖောက်နိုင်သူတယောက်မို့ဒီပန်းကလေးပွင့်တဲ့အခါဆိုင်ဘုတ်တင်မဲ့ရောင်းဖို့မဟုတ်ပါဗျာလူတွေဟာတိတ်တိတ်ခက်တဲ့ဝေဖန်နာတိတ်တိတ်ပြီးလွယ်ထင်ရမြင်ရဝိုင်းပြီးပြောကြတာကိုယ်တိုင်ကြုံဘူးမသိမှကိုကိုယ်တိုင်ကိုရဲ့ပြဿနာဘေးလူအတွက်တော့အမြင်မှလွယ်လေးပါ